တို့သားလေးရဲ့တက်လန်းကိုပိတ်ပြီးကလေးကိုစိတ်ညစ်အောင်လုပ်လို့တဲ့တရားခံကိုရှာပါတယ်။သူမိဘတွေကကြောင်းမှတောင်းကြတာကြောင့်ဆီယာမဆိုလဲသူလှုပ်ခဲ့တဲ့အရာအတွက်အလုံးမပြုတ်ရေးဒူးထောက်ပြီးတောင်းပန်ပါတယ်။စုခန်းရဲ့အမေကဆီယာမဆိုကိုရိုက်တဲ့အပြင်သူ့သားကိုစုံမရအောင်ဘာတွေတက်နေလဲလို့နှစ်ပြားမတန်အောင်ပြောပါတယ်။စီကန်းထိန်သိမ်းရေးကိုတိုင်ပြီးအလုံးဖြုတ်ဖို့လုပ်ပေမဲ့စုခန်းကသူ့အပြင်းပြေဖို့ဆီယာမကိုအလုံးမထုတ်ဖို့ကြောင်းအုပ်ကိုပြောပါတယ်။တစ်ဖက်မှာဆီယာမဆိုကလည်းသူ့မောင်ဝမ်ခွဲရဲကိုဟန်စုခန်းအကြောင်းစုံစမ်းခိုင်းပေမဲ့ဘာတက်တယ်မှမရှိဖြစ်နေပါတယ်။တခုခုမှားတာနဲ့ဂျင်ရောက်မှပြန်ဆွတ်ဆွဲခံနိုင်ရတဲ့အခြေအနေဖြစ်လို့သွားမရှုပ်တင်ဘူးလို့ပဲပြောပါတယ်။အဲ့ဒီကစပြီးစုခန်းကဆီယာမဆိုကိုလည်းလိုင်းနောက်ရှက်တဲ့အပြင်အရင်ကထပ်ပိုရွယ်လာပါတယ်။အဲ့ဒါတွေအားလုံးကိုပါဇက်ပိတ်နာပိတ်မသိချင်အောင်အယူလိုနေရတဲ့ဆီယာမဆိုကပြင်ပန်းလာပါတယ်။ဘာအမှားမှမလုပ်ပဲလူတကာကိုတောင်းပန်နေရတာကိုသိမခံနိုင်တော့လို့လှုပ်တင်တာကိုစလုပ်ပါတော့တယ်။တညမှာစုခန်းတို့ကဘတ်စကတ်ဘောကစားရင်တစ်ဖက်ကအဖွဲ့နဲ့ရန်ဖြစ်နေပါတယ်။အဲ့အချိန်ဆီယာမဆိုကယောက်ျားတစ်ယောက်လိုဝစ်စားပြီးရှောက်လာပါတယ်။ပြီးတော့စုခန်းစီကိုကြောင်မြတ်တဲ့ဖုံနဲ့ဝင်သွားပြီးသူ့ကိုတိုက်ခိုက်ပါတယ်။စုခန်းရဲ့အဖွဲ့ကလည်းတစ်ဖက်အဖွဲ့နဲ့တိုက်ခိုက်နေတော့မှစုခန်းနဲ့ဆီယာမဆိုလည်း 1vs1 ပွဲကြံခွင့်ရနေပါတယ်။ကြောင်ဆီယာမကတော်တယ်လို့ဟန်စုခန်းကလည်းခေသူမဟုတ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ပွဲကပြင်းထန်လာပါတယ်။ဒါပေမဲ့စုခန်းပဲအထိုးခံလိုက်ရပြီးပွဲမပြတ်ခင်ရဲတွေရောက်လာလို့အကုန်ထွက်ပြေးကြပါတယ်။စုခန်းကပောက်ကွဲနေတော့တစ်ဖက်မှာပျော်ရွှင်နေတဲ့ဆီယာမဆိုကိုကျောင်းမှာအမြဲတမ်းချောင်းကြည့်နေတဲ့ကျောင်းသားလေးကတွေ့သွားပါတယ်။နောက်တစ်နေ့မှာတော့ဟန်စုခန်းကျောင်းတစ်ကောင်ရိုက်တာခံရတယ်ဆိုတဲ့သတင်းကကျောင်းမှာဟိုးလေးတကြော်ဖြစ်နေပါတယ်။ဆီယာမတွေရောကျောင်းသားတွေရောကမတိမတာရောတိတိတာတာရောဝမ်းသာနေကြပါတယ်။စုခန်းကတော့အရန်တွေစိတ်တုန်နေပြီးကျောင်းကောင်ဘသူမှမသိတာကြောင့်ဒေါသတွေကိုဂျင်အောင်မပုံချဖို့လုပ်ပါတယ်။တစ်ဖက်မှာကျင်းနေနေတဲ့ဆီယာမဆိုကိုလည်းသူ့မောင်ရဲ့ကအဲ့လိုတွေထပ်မလုပ်တော့ဘူးပြောနေပါတယ်။အဲ့ညမှာပဲစုခန်းတို့ကဂျင်အောင်ကိုအနိုင်ကျင့်နေတဲ့အပြင်မှတ်တမ်းနေဗီဒီယိုပါရိုက်ထားကြပါတယ်။ဂျင်အောင်ရဲ့အဝတ်စားတွေကိုချုပ်ပြီး9မိနစ်အတွင်းကြက်ကြော်သွားဝဲခိုင်းပါတယ်။ကြက်ကြော်ဆိုင်ပိုင်ရှင်ရဲ့သားကစုခန်းတို့အုပ်စုကိုအမြဲတမ်းချောင်းကြည့်နေတဲ့ကောင်လေးဖြစ်ပြီးဆီယာမဆိုကိုကြောင်ဆိုတာလည်းတည်ထားသူဖြစ်ပါတယ်။သူတီးတဲ့လောက်အားကိုးစရာအကူအညီတောင်းစရာဆီယာမဆိုတယောက်ပဲရှိတာကြောင့်ဆီယာမဆိုစီကိုအမြန်ပြေးပါတယ်။ကြက်ကြော်ကောင်လေးကဆီယာမဆိုကိုယောက်ျားလေးလိုဝေခိုင်းပြီးဘီလီယက်ခုံကိုသွားဖို့ပြောပါတယ်။စုခန်းအဖွဲ့ထဲမှာဗီဒီယိုရိုက်ပေးနေတဲ့မိန်းကလေးတယောက်ကစုခန်းကိုကြောက်လို့သာလှုပ်ပေးနေတာဖြစ်ပေမဲ့သူ့ကိုအရေးဖြောခြင်းလောက်အောင်မုန်းနေတာဖြစ်ပါတယ်။အဲ့အချိန်ကြောင်မျက်နှာဖုံးရောက်လာပြီးစုခန်းတို့ကိုဖိုက်ပါတယ်။ဒီတစ်ခါမှာတော့အငိုင်းမမိသွားတဲ့စုခန်းကကြောင်ကောင်ကိုအပြည့်အပြည့်ပြန်တိုက်ခိုက်ပါတယ်။သူတပြန်ကိုရပြန်နဲ့တိုက်ခိုက်ရင်စုခန်းလဲသွားခြင်းဂျင်အောင်ကဓာတ်ကင်ပြီးရောက်လာပါတယ်။ဂျင်အောင်ကစုခန်းကိုပြေးထိုးလိုက်တဲ့အခါဂျင်အောင်ကိုဒုက္ခမရောက်စေခြင်းနဲ့ဆီယာမဆိုကဂျားတဲ့ကကပေးလိုက်ပါတယ်။အဲ့ဒါကြောင့်ဆီယာမဆိုရဲ့ဘယ်ဘက်လက်မှာဓာတ်ထိသွားရပြီးထွက်ပြေးသွားပါတယ်။သွေးယူသွေးတန်းဖြစ်နေတဲ့ဂျင်အောင်ကိုလည်းကြက်ကြော်ဆိုင်ပိုင်ရှင်ကလာဆွဲခေါ်သွားပါတယ်။ဆီယာမဆိုကတော့စိတ်ယုံရောက်သွားပြီးသူ့အဖေကသူ့သမီးအတွက်မခံမရနိုင်ဖြစ်နေပါတယ်။အားကစားမှာထူးချွန်ခဲ့တဲ့ဆိုရှီမင်ဟာသူ့အဖေရဲ့အကျွေးတွေကြီးအောင်ပတ်စံယူပြီးပြိုင်ဘက်ကိုတမင်အရှုံးပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲအားကစားနယ်ပယ်ကနေလုံးဝအနားယူခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာဆီယာမအလုပ်လေးကိုမြဲကျင်တဲ့ဆိုရှီမင်အတွက်ကင်တွယ်ရခက်တဲ့ပြဿနာကဇက်တိုက်ပေါ်နေပါတယ်။စုကန်တို့အဖွဲ့ကလည်းသူတို့နောက်ကိုအမြဲလိုက်နေတဲ့အကြောင်းကဆိုတာရှိမိသွားပါတယ်